မြန်မာနိုင်ငံသည်စံစပါးစိုက်ပျိုးရေးကိုအဓိကအားထားသည့်နိုင်ငံဖြစ်ပြီးစံစပါးသည်မြန်မာနိုင်ငံ၏အဓိကထွက်ကုန်ဖြစ်သည်တကယ်ချင်းတို့ရေငါတို့ခဏလောက်နားကြရအောင်နော်ဖေဖေမြန်မာနိုင်ငံရဲ့အသက်သွေးကြောကစံစပါးဖြစ်တယ်တဲ့ဖက်စာအုပ်ထဲမှာကဒီစာတစ်ကြောင်းပဲဖြစ်ပေမဲ့စံစပါးကဘာလို့ဒီလောက်တာအရေးကြီးရလဲဟဲ့အရေးကြီးတာဗောငါသားရဲ့တို့မြန်မာပြည်မှာစံစပါးဆိုတာစားနဲ့ရိတ်ခါတင်မဟုတ်ဘူးဒီစပါးစိတ်တစ်စိတ်ချင်းစီမှာတို့တိုင်းရင်သားညီကိုတို့ရဲ့ချွေးတွေမြတ်တာတွေပါဝင်နေတယ်စပါးစိတ်လေးတွေပေါင်းစုပြီးစံအိတ်ကြီးတွေဖြစ်လာသလိုပဲတို့တိုင်းသားတွေလည်းဒီစပါးစိတ်လေးတွေလိုစီစီလုံးလုံးရှိကြလို့တို့နိုင်ငံကြီးကခိုင်မာနေတာဗောဩဒါဆိုတိုင်းသားတွေအားလုံးကတာတို့နိုင်ငံရဲ့ရွှေဝါရောင်စပါးစီတွေပေါ့နော်ဖေဖေမာနာဗောကွာတို့မြန်မာပြည်ရဲ့ဂုံဆောင်စံစပါးနဲ့တိုင်းရင်းသားတွေရဲ့အင်အားကိုအခုပဲတားကိုပြပြမယ်